မို့ကိုလာမင်းနေကြတဲ့ဒီ pot ပေါ့နော် e-cigarette တောက်ခြင်းရဲ့ဆိုးကျိုးလေးတွေကဘာလေးလဲပြောပြပေးပါဆိုလို့အရှင်းဆုံးပြောရရင်တော့မိုကပေါ့တောက်တာ4-5-6နှစ်သက်တမ်းရှိနေပါပြီအဲ့ဒီနောက်ပိုင်းမှာမိုနှလုံးခုန်တော့အရမ်းမြန်လာတယ်ညဘက်တွေအိတ်လို့မရဘူးအဲ့လိုတွေဖြစ်လို့မိုဖော့ကိုဖျက်လိုက်ပေမဲ့အခု6လ9လဝန်းကျင်ထိမိုကဒီနှလုံးခုန်မြန်တဲ့ယောဂါကိုအခုချိန်นี้ဆေးတွေကုပြီးတော့ပြနေရစေပါတချို့တွေကမိုကလူငယ်ဖြစ်တဲ့အတွက်ဒီပေါ့တစ်ခုတည်းကြောက်တော့မဖြစ်နိုင်ဘူးတခြားပေါ့နော်တခြားပါတီဒရက်တို့အကိုဟော်ရီကြောက်လို့ထင်ပေမဲ့မိုနဲ့ပေါင်းသိမှုတဲ့အပေါင်းသိနေအကုန်လုံးမေ့ကြည့်ပါမိုဒါရီလုံးဝမသုံးတတ်ပါဘူးရှက်လည်းမတောက်ဘူးမွေးစီရောဘာမှမသုံးဆွဲပါဘူးအခုဒီမှာဆိုရင်မိုက Holter ECG ဆိုရဲ24နာရီပေါ့နော်ကိုယ့်ရဲ့နှလုံးခုန်လုံးကိုစောင့်ကြည့်တဲ့ဆက်ကိုရင်ဘတ်မှာတက်ထားလိုက်ရပါတယ်တက်ထားပြီးတော့24နာရီမိုးရဲ့နှလုံးခုန်ကဘယ်ချိန်မြန်လဲဘယ်ချိန်နေလဲဆိုတာကိုသူတို့ကစောင့်ကြည့်ပြီးတော့မိုကဘယ်လိုမျိုးလက္ခဏာဘယ်လိုမျိုးယောဂဘယ်လိုမျိုးနှလုံးကိုစီးကြမှန်မှန်လဲဆိုတာကိုကြည့်ဖို့အတွက်ဒီဆက်ကိုတက်ထားတာပေါ့နော်ဘာလို့ဒီလိုဆေးရလဲဆိုတော့မို ECG လည်းဆွဲပြီးပြီနှလုံးဓာတ်မှန်တွေလည်းရိုက်ပြီးပြီသွေးတွေလည်းစစ်ပြီးပြီအဖြေအလုံးကောင်းနေပြီးတော့ဒီလိုယောဂဖြစ်နေတဲ့အတွက်မိုကဒီ24 hour ဆက်လိုက်ရတာပါညအိမ်အသက်ရှူမဝတာတွေစားဖြစ်လာတယ်နှလုံးတုံမြန်လာတယ်ရင်ဘတ်တွေအောင့်တယ်ဆိုရင် ECG အဖြေသွေးဖြေတွေကောင်းနေပေမဲ့ယောဂဖြစ်နေတော့ဆိုရင်မိုစစ်လိုမျိုးလေးစစ်ကြည့်ပါသူရဲ့လက္ခဏာတော့မိုဒီနီကိုတိန်းတွေမန်တော်တွေများတဲ့ပေါ့တွေကိုတောက်ပြီးတော့ဒါတွေကကိုယ့်ရဲ့နှလုံး heart rate ကိုတစ်ခါရှိုက်လိုက်တိုင်းမှာတစ်ခါ heart rate မြင့်စေတယ်နောက်ပိုင်းမှာအဲ့ဒါကပုံမှန်လိုဖြစ်သွားပြီးတော့ကိုကဒီတိုင်းနေအောင်ကိုကတာမန်လူနဲ့မတူဘဲနဲ့နှလုံး heart rate များတဲ့ယောဂလက္ခဏာမျိုးဖြစ်သွားတာပါအားကြောင့်အချိန်မလုံရင်ပေါ့ဖြတ်ပြီးတော့စစ်ဆေးကြရှိရစစ်ဆေးပါလို့မို့အကြံပေးချင်ပါရှင်ခဏလေးဒါကမိုကစောတိပြီးစောကူလို့ဒီလောက်ပဲခင်ရတာပါတချို့တွေဘာမှမဖြစ်ဘူးဆိုပြီးတော့ဆက်တောက်နေမယ်ဆိုရင်နောက်ပိုင်းကျရင်နှလုံးခုန်စီးချက်မမှန်တဲ့ယောဂတွေပါဖြစ်ပြီးတော့အသက်အန္တရာယ်ရှိတဲ့အထိကိုဖြစ်စေနိုင်ပါတယ်နော်ဆူဆူရကြုံခဲ့ဘူးလို့ပြောပြရမို့လို့လက်မခံခြင်းလဲကိုထိုင်နေကိုကန်ပါပဲရှင်